ပြင်သူရဲ့စစ်သွဲကြီးကိုရေးမယ်မီလီမီတာနဲ့ပဲပြောင်းပါလဲဆိုတော့မီတာကိုပြောင်းပါပေါ့နော်1မီလီမီတာမှာဆိုတော့ဘယ်လောက်ရှိလဲဆိုတော့10 power -3မီတာရှိပါတယ်ပေါ့နော်10 power -3မီတာရှိရဲ့အဲ့ဒီ10 power -3မီတာရှိရင်ဆိုခုနလိုပဲပုတ်စာမှာပေးတယ်1564မီလီမီတာမာဂျူရီမီလီမီတာမှာဆိုရင်ဘယ်လောက်ရှိတယ်လဲမာဂျူရီမုန်းတော့မရောနေလို့ပေါ့နော်အဲ့ဆိုအများလို့တော့အနေစားခြင်းနဲ့အောက်ကို1မီလီမီတာရောက်သွားမယ်အဲ့အောက်ပိုင်းဝင်ပိုင်းချင်မှာ1မီလီမီတာရောက်တာဖြစ်တဲ့အတွက်ဆိုတော့မရေးတော့ဘူးအဲ့ဒါဆိုဘယ်လိုရေးလိုက်မလဲဆိုတော့1564မီလီမီတာမှာအနောက်ကဆိုတော့ဗာနဲ့မြောက်မှာလဲဆိုတော့10 power -3မီတာနဲ့မြောက်မယ်အဲ့ဒါဆိုဒီ unit ပြောက်စေချင်တာဖြစ်တဲ့အတွက်ဆိုအောက်မှာဗာရေးလိုက်မလဲဆိုတော့1မီလီမီတာကိုတော့ဆိုတော့ဘာလို့လိုက်မလဲရေးလိုက်မယ်ရေးပြီးတဲ့အချိန်မှာဒီမီလီမီတာနဲ့ဒီမီလီမီတာနဲ့ကြည့်မယ်အဲ့အချိန်မှာဆိုရင်ခုနလိုပဲဗာရလာမလဲဆိုတော့1564 into 10 power -3မီတာဆိုပြီးတော့ရပါမယ်အဲ့မှာဆိုရင်ဒီကောင်ကိုအရှင်းဆုံးပုံစံပြောင်းမယ်ဆိုရင်သူ့ရဲ့နောက်မှာဗာရှိတယ်ဒသမရှိရဒီကောင်ကိုရွှေ့လိုက်မယ်1 2 3ရွှေ့လိုက်တဲ့အချိန်မှာဆိုတော့ဘယ်လောက်ရမလဲဆိုတော့အရှိကိုရွှေ့လို့ချင်းဆိုတော့လက္ခဏာအပေါင်းယူတာဖြစ်တဲ့အတွက်1.56ဘာလဲဆိုတော့မီတာဆိုပြီးတော့ဆိုရဲအဖြေဘာလုပ်မလဲဆိုတော့ရပါလိမ့်မယ်ဒါဆိုတော့ဒသမဒီပါဝါကိုပြောင်းအောင်လုပ်လိုက်တာပေါ့နော်ဒီနားထိရွှေ့လိုက်တယ်ဒီဘက်ကိုဆိုတော့ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်မှတ်ထားပါဆိုတော့ဒသမဂိမ်းနေပေါ့နော်ဒသမဂိမ်းနေထားပါဒီမှာ0.004ဟုတ်လားအဲ့ဒီကောင်ကိုဆိုတော့ standard form ပြောင်းမယ်ပေါ့နော်အဲ့ဆိုရင်ဒသမကိုဆိုတော့ဒီဘက်နဲ့ဒီဘက်ရွှေ့ရတာမရှိအရှိရွှေ့ရတာနဲ့နောက်ရွှေ့ရပါပေါ့နော်အင်္ဂလိပ်လို့ဆိုရင်တော့ဒီဘက်ကို left bit ကိုရွှေ့ရတာပေါ့နော် left bit ကိုရွှေ့တာနဲ့ right bit ကိုရွှေ့တာပေါ့နော်left bit ကိုရွှေ့လို့ရှင်ဆိုတော့ဗာလက္ခဏာယူလဲဆိုတော့အပေါင်းလက္ခဏာယူရဲ right bit ကိုရွှေ့လို့ရှင်ဗာလက္ခဏာယူလဲဆိုတော့အနှုတ်လက္ခဏာဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ဒီဘက်ကို left bit ကိုရွှေ့တာဖြစ်တဲ့အတွက်ဆိုတော့ဗာလက္ခဏာယူရလဲအပေါင်းလက္ခဏာယူရဲအဲ့ဒီအပေါင်းလက္ခဏာမှာဆိုတော့1 2 3ခုကြေသွားတယ်ပေါ့နော်3ခုကြေဒီကြားထဲမှာအဆင်းတစ်ဆင်းဆရာပြပါမယ်မျက်စိမလဲအောင်ပေါ့နော်ရွှေ့လိုက်တာဖြစ်တဲ့အတွက်1.564ရွှေ့တာ3နေရာဆိုအပေါင်းက10 power 3အနောက်မှာဘယ်လောက်ရှိလဲဆိုတော့10 power -3အမှဆိုအခြေတူတာတွေပေါင်းတော့အပေါ်ကရင်ပေါင်းလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ကြေသွားတယ်ပေါ့0ဖြစ်သွားတယ် power 0ဆိုတော့1ဖြစ်တာဖြစ်တဲ့အတွက်ဆိုတော့ရေးကြမလိုတော့ဘူးပေါ့နော်အဲ့ဒီဆိုတော့တန်ဖိုးဘယ်လောက်ရလာလဲဆိုတော့1.564ဆိုပြီးတော့ဆိုတော့ဘာလို့လာလဲရလာတယ်ပေါ့နော်ဒါဆိုတော့ရဲ့နံပါတ် A ပေါ့နော်ဒါဆိုရင်နံပါတ် B ကကြတော့ဆိုတော့နံပါတ် B ကြတော့ဆိုတော့ဘယ်လိုလုပ်ခိုင်းလဲပေါ့နော်နံပါတ် B ကြတော့ဆိုတော့ကြည့်အောင်နံပါတ် B က1750 gram ကိုကီလိုဂရမ်ပြောင်းပေးပါလို့ပြောတယ်ပေါ့နော်ဒီမှာကြည့်အောင်1750 gram ကိုကီလိုဂရမ်ပြောင်းပေးပါအဲ့ဆိုဂရမ်ကနေကီလိုဂရမ်ပြောင်းမယ်ဆိုရင်ဒီမှာ10 power -3နဲ့မြောက်ပေးလိုက်အောင်မယ်ခုနလိုအောက်ကိုရောက်လာပြီဆိုရင်ဒသမကိုရွှေ့မယ်ရွှေ့တဲ့အခါမှာဆိုတော့အရှိကိုရွှေ့ရင်အပေါင်းအနောက်ကိုရွှေ့ရင်တော့အဲ့ဆိုဒီကောင်နဲ့ဒီကောင်ကဆိုတော့ power တူတာဖြစ်တဲ့အတွက်ဆိုတော့ဘာလို့သွားလဲဆိုတော့ကြည်သွားတယ်ပေါ့ကြည်သွားတယ်ဆိုတာတဲ့ပေါ့နော်ဒီမှာလေးကြည့်အောင်ပေါ့နော် power တူတဲ့ကောင်တွေဆိုတော့ပေါင်းမယ်ဆိုရင်သင်္ချာရဲ့နေရာမှာရပါတော့ခြေတူတွေမြောက်ရင်ပါဝါချင်းဘာလို့လဲပေါင်း plus -3 minus နဲ့ plus နဲ့မြောက်တော့ minus 8တွေဆိုတော့ဘာဖြစ်သွားလဲဆိုတော့10 power 0ဖြစ်သွားတယ်10 power 0ကဘာနဲ့ညီလဲဆိုတော့1နဲ့ညီရဲ့8တွေ1ဖြစ်သွား8တွေမြောက်လိုက်တဲ့အချိန်မှာဆိုတော့1.564မီတာဆိုပြီးတော့ဆိုတော့ unit ပြောင်းပြီးသားဘာလို့လဲဆိုတော့ရသွားတာမျိုးပဲဖြစ်ပါတယ်ဒါဆိုနံပါတ် B ကိုတွေ့ကြည့်အောင်ပါနံပါတ် B ကိုတွေ့ပြီးတော့ search ကိုတွေ့ထားတဲ့ဟာလေးပြန်ပြီးတော့ပို့ပေးမယ်ပေါ့နော်ကဲဒါဆိုနံပါတ် 2 ကိုကြည့်အောင်နံပါတ် 2 ကျတော့ any of the following pair အောက်မှာပေးထားတဲ့ဇုံတွဲတွေပေါ့နော်ဇုံတွဲလေးတွေပေးထားတယ်နံပါတ်ဒီမှာကြည့်အောင်ပေါ့နော်အောက်မှာပေးထားတယ်ပေါ့နော်ဒီမှာကြည့်အောင်ခဏလေးဒီမှာပေါ့နော်ဆရာဒီမှာကြည့်အောင်နံပါတ်2 any of the following pair အောက်မှာဇုံလိုက်ပေးထားတယ်ဆို A မှာဆိုရင်ကြည့်လိုက်2 km နဲ့22500 meter ဘယ်ကောင်ကပေါ့နော်ဒီနှစ်ခုပေးထားတာဇုံလိုက်လေးတွေပေါ့နော်အဲ့မှာဆိုရင် which quantity is larger ဘယ်တန်ဖိုးကပို့ပြီးတော့ကြီးပါတယ်လေလို့မေးထားတယ်ပေါ့နော်အဲ့ဒီတန်ဖိုးကြီးတာကိုသိကျင်လို့ရှင်ဆိုတော့ unit တွေကိုတူအောင်ပြောင်းလိုက်မယ် unit တွေတူအောင်ပြောင်းရင်လုံးဝဆိုတော့ဘာလုပ်လို့ရပြီလဲဆိုတော့တွေ့ထုတ်လို့ရပြီပေါ့နော်အဲ့ဒါဆိုတော့နံပါတ်ဘယ်အောင်ရင်ပြောင်းမလဲဆိုတော့ခုနလိုပဲနံပါတ်ဟိုတော့ရင်ပြောင်းလိုက်မယ်နံပါတ် A ကိုဆိုတော့ပြောင်းကြည့်လိုက်မယ်ပေါ့နော်နံပါတ် A ဆိုတော့ကြည့်အောင်နံပါတ် A ကဘာရှိမလဲဆိုတော့နံပါတ် A ရဲ့မြေဝင်လေးရေးကြည့်အောင်ပေါ့နော်နံပါတ် A ကဆိုတော့2 km ရှိရဲ့အဲ့ဆို2 km ကိုဆိုတော့ဘာပြောင်းမလဲမီလီမီတာပြောင်းမယ်ပေါ့နော်အဲ့ဒါဆိုတော့2 km or မြေဝင်လေးကူလိုက်ပါဘာလဲဆိုတော့2500ပါလဲမီတာဆိုပြီးတော့ပြောင်းလိုက်မယ်ဟုတ်လားအဲ့ဆိုတော့ unit တူအောင်ပြောင်းမှာဖြစ်တဲ့ကီလိုဆိုရင်တန်းကျူးရှိတာပေါ့နော်ဘာဖြစ်လဲကီလိုဆိုရင်ဘာရှိရလဲ k တန်မိုးကဆိုတော့ကီလိုဆိုရင်တန်းကျူးရှိရလို့မှတ်ထားဟုတ်လား k တန်မိုးကကီလိုဆိုရင်ဘာရှိရလဲတန်းကျူးရှိအဲ့တွေ့သူ့နေရာမှာဆိုတော့အစားသွင်းလိုက်မယ်ပေါ့နော်အရင်ဆုံးသူ့ကိုတွက်လိုက်မယ်2 km ကိုပြန်ရေးပြီးတဲ့အချိန်မှာမြင်ချင်းထိုးမယ်ကီလိုကဘယ်လောက်ရှိလဲဆိုတော့တန်းကျူးရှိရတန်းကျူးဘာလဲဆိုတော့ကီလိုပြောက်သွားပြီလေအဲ့တွေ့ပါကြမ်းမလဲဆိုတော့မီတာပဲကြမ်းအဲ့တော့ဖြန်းလိုက်မယ်ဆိုရင်ဆိုတော့ဘယ်လောက်ရမလဲဆိုတော့2 3ညဘယ်နှလုံးလဲ3လုံးမီတာဆိုပြီးတော့ရလာမယ်အဲ့မှာဆိုအနောက်မှာရှိရကောင်ကိုပြန်ပြီးတော့ရေးဟုတ်လားနောက်တစ်ကြောင်းအဲ့တော့2500 မီတာ
အဲ့ဆိုဒီနှစ်ခုမဲ့ဒီနှစ်ခုမှာဆိုရင်ဘယ်ကောင်ပို့ပြီးတော့ကြီးလဲ2500ပို့ပြီးတော့ကြီးအောင်မလားအဲ့ဒီ25အဲ့00 meter is ပါလဲ LARGER larger ဆိုပြီးတော့ရေးပေးလိုက်အောင်ပါပဲထို့ကြောင့်ပေါ့နော်ထို့ကြောင့်2500 meter is larger ဆိုပြီးတော့ဆိုတော့ရေးပေးလိုက်အောင်ပါပဲဒါကဆိုတော့နံပါတ်2ရဲ့ဆိုတော့နံပါတ်2ရဲ့တွေ့တဲ့ပုံစံပေါ့နော်ဒါဆိုရှင်ဆိုတော့နံပါတ် B ကိုကြည့်ကြည့်အောင်နံပါတ် B မှာဆိုရင်ဆိုတော့မီတာရှိရယ်မီလီမီတာရှိရယ်အဲ့ဒီဆိုတော့မီတာနဲ့မီလီမီတာကိုဆိုတော့ကိန်းကနန်းငယ်ငယ်နဲ့နှိုင်းယှဉ်ခြင်းလဲရတယ်ကြီးတာနဲ့နှိုင်းယှဉ်ခြင်းလဲရတယ်ကြိုက်တဲ့ unit ကိုပြောင်းအဲ့ဒါဆရာပြောင်းစေချင်တာကမီလီမီတာကိုမီတာပြောင်းလိုက်ပေါ့နော်မီလီမီတာကိုမီတာပြောင်းမယ်ဆိုရင်ဆိုတော့ဒီမှာဆက်သွယ်ရေးတစ်ခုရှိရယ်မီလီမီတာနဲ့မီတာပြောင်းမယ်ဆိုရင်တန်းပေါ်က -3 နဲ့ဘာလို့လိုက်အောင်မလဲမြောက်လိုက်အောင်မယ်သူဟုတ်တယ်နော်အဲ့ဒီဆိုတော့နောက်ထပ်တစ်ပုဒ်တွေ့ပြပေးပါမယ်အဲ့ဒါကြည့်ကြည့်မယ်နော်အဲ့ဆိုတော့နံပါတ် B ပေါ့နံပါတ် B ရဲ့ဆိုတော့မေခွန်းလေးကိုကူးလိုက်မယ်နံပါတ် B ရဲ့ဆိုတော့ဗာပေးထားလဲဆို2မီတာဟုတ်လား2မီတာဘယ်လောက်ပေးထားလဲဆိုတော့2မီတာတော့မဟုတ်ပါလဲဆိုတော့1500 မီလီမီတာဆိုပြီးတော့ရှိရပေါ့နော်အဲ့မှာဆိုတော့မီလီမီတာကိုအငယ်ဆုံး unit ပြောင်းလိုက်မယ်အဲ့ဆိုမီလီမီတာကိုမီတာပြောင်းမှာဖြစ်တဲ့အတွက်1500 millimeter equal to 1500 millimeter ကိုဘာနဲ့မြောက်မလဲဆိုတော့ဘာနဲ့မြောက်လိုက်မလဲမီတာပြောင်းတာဖြစ်တဲ့အတွက်10 power -3 နဲ့မြောက်လိုက်မယ်အဲ့ဆို10 power -3 နဲ့မြောက်လိုက်တာဖြစ်တဲ့အတွက်ဆိုတော့ဒီ unit ကိုထည့်ပြီးတော့ရေးစရာလုံးဝမလိုတော့ဘူးပြောင်းလိုက်တဲ့ unit ကိုပဲရေးရမယ်ဘာဖြစ်သွားမလဲဆိုတော့မီတာဖြစ်သွားမယ်ဟုတ်ပြီကဲဒါဆိုရင်ဒီကောက်မှာဆိုရင်ကြည့်ကြည့်အောင်ဓာတ်သမကဘယ်မှာရှိမှလဲအရှင်းမှာမရှိဘူးအနောက်မှာဒီနောက်မှာရှိအဲ့ဒီဆိုတော့ဘယ်ဘက်ကိုရွှေ့မှလဲဆိုရင်ရွှေ့မယ်1 2 3ဟုတ်တယ်နော်အရှုပ်ရွှေ့လိုက်တယ်ရွှေ့လိုက်တဲ့အချိန်မှာ1.500အရှုပ်ရွှေ့တာဖြစ်တဲ့အတွက် left ကိုရွှေ့တာဖြစ်တဲ့အတွက်10 power 3 into 10 power -3 meter ဟုတ်တယ်နော်အမှဆိုထပ်ပြီးတော့တစ်ဆင့်ချင်းစီပဲဆက်ပြလိုက်တော့မယ်1.5ပေါ့နော်ဒါ1.5ပဲရေးလိုက်တော့မယ်အမှဆိုတန်းအခြေတူတာချင်းမြောက်ထားတာဖြစ်တဲ့အတွက် power ချင်းဘာလို့မလဲပေါအောင်ဒီမှာပါလဲ minor လက္ခဏာအဲဆိုနောက်တစ်ဆင့်အနောက်မှာ unit လေးထပ်ထည့်မယ် meter အဲဆိုနောက်တစ်ဆင့်1.5 intoဒီမှာဆိုလို့ရှိရင်ဆိုတော့10 power ဆိုလို့ရှိရင် plus နဲ့ minus နဲ့မြောက်တော့3 -3 ဖြစ်သွားမယ်မီတာအဲဆိုဘာဖြစ်သွားမလဲဆိုတော့ power ကဘာဖြစ်သွားမလဲ0ဖြစ်သွားမယ်ပေါ့အဲဆို1.5အနောက်မှာ power 0ဆိုရင်ဆိုတော့10 power 0ဆိုရင်ဘာနဲ့ညီလဲဆိုတော့1နဲ့ညီရဲအဲ့ဒီ10 power 0ဒီနောက်မှာတစ်ဆင့်ပြန်ရေး1.5 into 10 power 0ကဘာနဲ့ညီလဲ1နဲ့ညီရဲအဲဆိုမီတာမြောက်လိုက်တော့ဘယ်လောက်ရမလဲဆိုတော့1.5 မီတာဆိုပြီးတော့ဆိုတော့ရလာမယ်ပေါ့နော်အဲဆိုရင်ဆိုတော့2မီတာကိုပြန်ပြီးတော့ခြာရေးအောင်မှာ2မီတာရေးလိုက်တော့ဆိုတော့ဘယ်ဟာပို့ပြီးတော့ကြည့်လဲ2မီတာပို့ပြီးတော့ကြည့်အောင်မလားအဲအောင်ထို့ကြောင့်2 meter is LARGER larger 2 meter ပို့ပြီးတော့ဘာလုပ်လဲဆိုတော့ကြီးပါတယ်ဆိုပြီးတော့ဆိုတော့ရေးပေးအောင်မယ်ဆရာတို့ဒါတစ်ဆင့်ချင်းစီတွေ့ပြထားတာပေါ့နော်အမှဆိုတော့ဒီကဏ္ဍကိုကြည့်ကြည့်အောင်ပေါ့နော်ဒီဟာလေးကိုဆရာပြန်ပြောပြမယ်ဓာတ်သမတွေရဲ့အလုပ်လုပ်တဲ့ပုံပေါ့နော်ဆိုတော့100ဆိုတဲ့ကဏ္ဍရှိရယ်အမှဆိုဓာတ်သမဘယ်နားမှာရှိတယ်သူ့ရဲ့အနောက်မှာရှိရယ်ပေါ့နော်သူ့ရဲ့အနောက်မှာရှိရယ်အဲ့ဒါနဲ့အရှိကိုရွှေ့ရတာပေါ့နော်ထားပါအရှင်းမှာတကယ်လို့ဓာတ်သမကဒီကဏ္ဍနဲ့အရှင်းမှာဆိုရင်3ညဓာတ်သမအမြဲတမ်းပါမယ်3ညဓာတ်သမ3ည1ဒါဆိုရင်ဓာတ်သမကင်းကနန်းရဲ့ဘယ်မှာရှိရလဲအရှင်းမှာရှိနေတာအနောက်မှာဆိုတော့ဘာမှဓာတ်သမမပါဘူးကင်းကနန်းတွေမှာဒီလိုပုံစံမရှိဘူးပေါ့နော်မရှိဘူးဆိုရင်ဆိုတော့ဒီလိုမျိုးကင်းကနန်း100 200 300 2000အဲ့လိုပေးထားတယ်သူ့ရဲ့ဒီနားမှာပဲဘာလုပ်တာလဲဓာတ်မရှိရပေါ့နော်ဓာတ်ရဲ့တဘောကသူ့နောက်မှာ3ညဆိုရင်ဒီကောင်ကိုဖြုတ်ပလိုက်လို့ရအရှင်းမှာ3ညရှိနေဆိုတော့3ညဓာတ်3ည2ဆိုရင်သူဖြုတ်လို့ရလားမရဘူးပေါ့နော်အဲ့လိုမျိုးလေးတော့တည်ထားရမယ်အခုလဲဒီမှာပေါ့1500ဆိုသူ့ရဲ့နောက်မှာဘာလုပ်တာလဲဓာတ်ရှိအဲ့ဒီအရှိကိုဘာလုပ်ပေးရလဲဆိုတော့ရွှေ့ပေးရပါတယ်အဲ့ဒီဆိုတော့နံပါတ်1ကကြတော့နံပါတ် B ကိုတွေ့ပြီးတော့ဆရာပြန်ပြီးတော့ပြပေးမယ်နံပါတ်2ကြတော့ဆိုတော့နံပါတ်2ရဆိုတော့နံပါတ် C ကိုဆိုတော့ပြန်ပြီးတော့ဘာလုပ်နိုင်မလဲဆိုတော့အိမ်မှာတွေ့ခဲ့မယ် home ပေါ့နော်ကဲဒါဆိုရင်ဆိုတော့1.2ပြီးတော့ဒီလောက်ပါပဲ1.2ဒီလောက်နေပြီးသွားပြီပေါ့နော်နောက်နေ့မှထပ်ပြီးတော့1.3မှာထပ်ပြီးတော့ဆုံးပါမယ်အားလုံးကျေးဇူးတင်ပါတယ်